တော်လန်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ Bernice Info မှာကြိုဆိုပါရစေနေ့စဉ်တော်လန်သတင်းများကိုကြည့်ရှုနိုင်ရန် Subscribe ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအောင်သူကြီးခင်ဗျာအခုအသွင်ပြောင်းအစိုးရရဲ့ခေါင်းဆောင်ဦးမင်းအောင်လှိုင်ကအခုရုရှားနိုင်ငံကိုတရားဝင်ခီးစဉ်သွားခဲ့ပြီပေါ့နော်အဲ့ဒီကတဆင့်သူဘယ်လာရုကိုဝင်တယ်လို့သိရပါတယ်အဲ့တော့မကြသေးခင်ကလည်းသူကအိန္ဒိယသွားတယ်တရုတ်သွားတယ်နောက်အာဆီယံနိုင်ငံတွေဖြစ်တဲ့လာအိုနဲ့ထိုင်းပေါ့နော်ဒါတွေပြီးတဲ့အခါမှာသူခီးရမာရသွန်ခီးလို့ဖြစ်နေတာပေါ့နော်အဲ့တော့အခုရုရှားရဲ့ခီးစဉ်ကဦးမင်းအောင်လှိုင်အတွက်ဘယ်လောက်အရေးကြီးလို့ကျွန်တော်ပြောနိုင်မလဲဗျာဟုတ်ကဲ့ကျွန်တော်မြင်တာကတော့ဒီနိုင်ငံထဲမှာရွေးကောက်ပွဲလုပ်ပြီးတဲ့အခါကျတော့အစိုးရသစ်ဖြစ်လာတာပေါ့အဲ့ဒီအစိုးရသစ်အတွက်က legitimacy ခေါ်တော့ပေါ့ဗျာတရားဝင်မှုကလိုပါတယ်တရားဝင်မှုဆိုတာဒါပြည်သူကထောက်ခံဖို့လည်းလိုတယ်တစ်ဖက်ကနိုင်ငံတကာကလည်းအသိအမှတ်ပြုဖို့လိုတဲ့အခါဒါအိမ်နီးချင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ super power ပေါ့เนาะအင်အားကြီးဖြစ်တဲ့အိန္ဒိယတရုတ်သွားတယ်နောက်တစ်ခါကျတော့ဒီဒေသတွင်းနိုင်ငံတွေလည်းသွားတယ်ပေါ့ဗျာအဲ့တော့ရုရှားကလည်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်တော့သူ့ရဲ့အသိအမှတ်ပြုမှုကလည်းဒါအရေးပါတယ်လို့ထင်တာပေါ့ဗျာနော်ဆိုတော့ဒီလိုမျိုးယူဆပါတယ်နောက်တစ်ခုကကျတော့ဒီသံတမန်ရေးရ normalization ခေါ်တာပေါ့ဗျာပြုံပုံမှန်အခြေအနေကိုပြန်ရောက်ဖို့ကိုအထီးကျန်မနေဖို့ဒါမျိုးကြိုးစားကြတာရှိပါတယ်အဲ့ဒါအပြင်တခါတည်းကျွန်တော်ထင်တယ်စီးပွားရေးကျွန်တော်တို့ယင်းနှိမ့်မြုပ်နှံမှုဒီကိစ္စတွေအတွက်လည်းပါတယ်လို့ယူဆပါတယ်ဟုတ်ကဲ့အဲ့တော့ legitimacy အပိုင်းမှာအာဆီယံအနေနဲ့ကလည်းအခုရွေးကောက်ပွဲပြီးပြီးအခုအစိုးရပြောင်းလဲဖြစ်တာတောင်မှနိုင်ငံခေါင်းဆောင်တွေကိုသူတို့အာဆီယံထိပ်သီးစည်းဝေးကိုမခေါ်သေးဘူးပေါ့နော်အမေရိကန်နဲ့အနောက်နိုင်ငံတွေကလည်းဒီရွေးကောက်ပွဲကိုအတိအမှတ်မပြုထားဘူးပေါ့နော်ဆိုတော့ဒီလိုအခြေအနေမှာဒီပတ်ဝန်းကျင်နိုင်ငံလေးသွားယုံလောင်းတဲ့ legitimacy ကတကယ်ပဲတရားဝင်မှုဖြစ်လာမလားနောက်တစ်ခုကဒီနိုင်ငံတွေကရောဘာကြောင့်အခုလိုမျိုးပေါ့နော်ကော်ဇောနီခင်ပြီးတော့တရားဝင်အတိအမှတ်ပြုတဲ့အနေနဲ့သူတို့ကဖိတ်တာလေဆိုတော့အဲ့ဒီကလည်းမေးစရာဖြစ်တယ်အဲ့ဒီပုံမှာရောဘယ်လိုမျိုးပြောနိုင်မလဲဗျကျွန်တော်နှစ်ချက်မြင်တယ်ဗျပထမတစ်ချက်ကကြတော့ဒီကျွန်တော်တို့ဒီနိုင်ငံတကာဆက်ဆံရေးမှာနိုင်ငံကြီးတွေရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့အိမ်ကြီးချင်းလည်းဖြစ်တဲ့အိန္ဒိယနဲ့တရုတ်ဒါသူတို့ရဲ့ထောက်ခံမှုကအရေးကြီးတယ်ဗျာနောက်တစ်ခါကျတော့ရုရှားကလည်းဒါအင်အားကြီးနိုင်ငံတစ်ခုပဲဆိုတော့ဒါလည်းအရေးကြီးတယ်ယူဆပါတယ်အဲ့တော့တခုရှိတာတော့အခုချိန်မှာတော့ဒီရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ legitimacy crisis ခေါ်တာပေါ့ဗျာဟိုကျွန်တော်တို့တရားဝင်မှုရတော့စိတ်အကြက်တည်းကြီးတော့မဟုတ်တော့ဘူးတို့အတိအမှတ်ပြုတဲ့သူတွေလည်းပြုကြတာပေါ့အဲ့ဒီအချိန်မှာ legitimacy challenge ရောရှိသေးတယ်ရွေးကောက်ပွဲကမပြည့်စုံဘူးရွေးကောက်ပွဲကနေရာအချို့ပဲလုပ်နိုင်တယ်ဒါမျိုးပေါ့ဗျာဆိုတော့အဲ့ဒါမျိုးကတော့ရင်ဆိုင်ရလဲဦးမယ်ထင်ပါတယ်ဟုတ်ကဲ့အခုနောက်ထပ် legitimacy ရဆိုရင်ကျွန်တော်တို့ဒီကုလသမဂ္ဂမှာတာတမန်ခန့်မှုပေါ့နော်လက်ရှိအနေထားမှာဆိုတာမန်ကြီးဦးကျော်မိုးထွန်းရှိတယ်ဒါပေမဲ့စစ်အုပ်စုကဒါကိုသူတို့ကပြန်ရုပ်သိမ်းထားတယ်ဒါပေမဲ့ဟိုငကိုတိုင်းပဲကုလသမဂ္ဂအတိမတ်ပြုထားတယ်အရင် NLD ဆိုကလက်ထက်တိုင်းပဲဆိုတော့အဲ့ဒီ legitimacy အတွက်ကိုရောအခုလိုမျိုးဒီနိုင်ငံကြီးတွေကသူ့ကိုအတိမတ်ပြုမှုကအကူအညီပေးတဲ့သဘောဖြစ်မှာဒါမှမဟုတ်ကုလသမဂ္ဂငကိုတိုင်းပဲဆက်ပြီးပဲထားရှိမဲ့သဘောမျိုးရှိနိုင်လားအဲ့ဒီပေါ်ရောဘယ်လိုအဖက်မျိုးရှိနိုင်လဲဗျကျွန်တော်သုံးသပ်တာကသူတို့ဒီကုလသမဂ္ဂမှာဟိုစား credential committee လို့ခေါ်တာရှိပါတယ်ဒီပို့လွှတ်လိုက်တဲ့သာမတ်ကိုအတိမတ်ပြုတဲ့လုပ်ငန်းစဉ်ပေါ့ဗျာနော်အဲ့ဒီလုပ်ငန်းစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဒီလက်ရှိမြန်မာအစိုးရဘက်ကလည်းဆက်တွန်းလိုက်မယ်လို့ယူဆပါတယ်နော်တစ်ဖက်ကကြတော့လေနိုင်ငံကြီးတွေရဲ့သဘောထားဆန္ဒကလည်းအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလတွေမှာတရုတ်ကမကန့်ကွက်ပဲနေခဲ့တယ်လို့သတင်းတွေရှိတာပေါ့ဒါပေမဲ့အသေးချာမသိပါဘူးဒီတစ်ခါကျတော့လေတရုတ်ကသူ့ရဲ့ဆန္ဒဘယ်လိုရှိမလဲနော်ရုရှားကလည်းဒါစူပါပါဝါဖြစ်တဲ့ခါကျတော့သူတို့ရဲ့ဆန္ဒတွေအရေးကြီးပါတယ်ဟုတ်ကဲ့အဲ့တော့သမ္မတပူတင်နဲ့ MOU ထိုးတဲ့အခါမှာအချက်12ချက်လို့ကျွန်တော်သိရတယ်အဲ့ဒီထဲမှာသမ္မတပူတင်သူပြောပြတဲ့သူလိုချင်တဲ့အချက်တွေလည်းကျွန်တော်တို့တော်တော်များများသိရတယ်အဲ့ဒါကတော့မြန်မာနိုင်ငံမှာတယံဇာတရှာဖွေစိတ်ဝင်စားတယ်နောက်ပြီးတော့ကမ်းလွန်သဘာဝတန်းဝင်တဲ့ရေနံတူးဖော်ရေးသူတို့စိတ်ဝင်စားတယ်အဓိကတော့စွမ်းရင်ပေါ့နော်နောက် LGN တန်းငွေလည်းသူတို့ပို့မယ်လို့သူတို့ပြောတယ်တခြားကြောင်မီသွေးနောက်ရေနံချက်ဆက်ယုံနောက်ဓာတ်မြေဩဇာဆက်ယုံတမ်မီဆက်ယုံဒါတွေလည်းစိတ်ဝင်စားရလို့ပြောခဲ့တယ်ဒါတရားဝင်ထုတ်ပြောတာပေါ့လေအဲ့ဒီနောက်ကွယ်မှာရုရှားက
မြန်မာနိုင်ငံအဓိကလက်နဲ့ရောင်းနေတယ်လို့သိရတော့ဒီခရီးစဉ်မှာလက်နဲ့ဝယ်ယူမှုအပိုင်းရောနောက်ကွယ်မှာပါမယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်လား ဒါတော့မသိနိုင်ဘူးဗျကျွန်တော်တို့ဒီခုနစာကျွန်လွာပေါ့ဗျာ12ခုလက်မှတ်ထိုးတယ်လက်မှတ်ထိုးတဲ့အခါမှာကျွန်တော်တို့ကဏ္ဍပေါင်းစုံပါတယ်နိုင်ငံရေးစီးပွားရေးခုနစစ်ရေးပါပါတယ်အဲ့ဒါအပြင်ခုနသတ္တုတူဖို့ရေးနောက်တစ်ခါကျတော့စွမ်းအင်ကိစ္စအကုန်လုံးတော်တော်အာကာသကိစ္စပါပါတယ်ဗျအဲ့တော့တော်တော်များများတော့လွှမ်းခြုံတဲ့အနေအထားရှိတယ်အဲ့တော့ဒီခရီးစဉ်ကနေပြီးတော့လက်နဲ့ဝယ်မဝယ်ဆိုတာတော့ကျွန်တော်တို့အတိအကျတော့မသိနိုင်ပါဘူးဟုတ်ကဲ့အဲ့ဒီ12ချက်ထဲမှာသမ္မတပူတင်ကိုယ်တိုင်ထုတ်ပြောတာမြန်မာနိုင်ငံတောင်ဘက်မှာရှိတဲ့ရင်းနဲ့စိန်ကန်စီမံကိန်းပေါ့ဒီတော့ဆွေးနွေးနေလို့ပြောပါတယ်ဆိုတော့ဒါကတော့တဝယ်ရင်းနဲ့စိန်ကန်စီမံကိန်းလို့ကျွန်တော်တို့ယူဆရတယ်ဒီတဝယ်ရင်းနဲ့စိန်ကန်စီမံကိန်းကအရင်တော့အကောင့်တွေပေါ်ဖို့လုပ်ပြီးမှပြန်ပြတ်သွားတာဆိုတော့အခုပြန်အကောင့်တွေပေါ်မယ်ဆိုရင်ဒါရုရှားလက်ထဲကိုပဲလုံးဝအပ်လိုက်တော့မဲ့သဘောလိုမျိုးယူဆလို့ရနိုင်လားဗျကျွန်တော်တို့တဝယ်မှာအရင်တော့ရင်းနဲ့စိတ်ကန်းတဲ့အတူ SEZ ပေါ့ဗျာSpecial Economic Zone ပေါ့နော်ဒီလိုအထူးစီးပွားဇုံကြီးယာထားပါတယ်ဗျအဲ့တော့အရင်တော့တာဝန်ယူလုပ်တဲ့ Etel ထိုင်းဘက်ကကုမ္ပဏီကပတ်စံမတက်နိုင်ဘူးဒါနဲ့တဝက်တစ်ပြက်နဲ့ရပ်သွားတာပေါ့နော်အဲ့တော့အခုချိန်မှာရောရုရှားကပတ်စံထုတ်ပြီးတော့ဘလောက်အတိုင်းစားနဲ့လာမလဲဆိုတဲ့ပြဿနာရှိပါတယ်အဲ့တော့ကျွန်တော်မြင်တာကရုရှားတစ်ခုလည်းမဟုတ်ပဲနဲ့ကျန်တဲ့နိုင်ငံတွေရဲ့ဘာခေါ်မလဲယင်းဒီမြုံနှံမှုထဲဝင်မှုဒါတွေလည်းလိုမယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့မြန်မာဘက်ကတော့ကျွန်တော်လေ့လာမိသလောက်ပြင်ဆင်လာတာတဝဲကျွန်တော်တို့လေစိတ်ကိုတိုးချဲဖို့လုပ်နေတာတွေရှိတယ်နောက်ရင်းနဲ့စိတ်ကနေရာမှာအခုဘာခေါ်မလဲစစ်စင်ရေးလုပ်ပြီးတော့နေမီရှင်းလင်းရေးဘာညာလုပ်နေတာတွေတော့တွေ့ပါတယ်အဲ့တော့ဒီတခြားကုမ္ပဏီတွေပါလာနိုင်မယ်ဆိုရင်ဘယ်နိုင်ငံတွေကရုရှားနဲ့ပူးပေါင်းမှုရှိလာနိုင်လဲဗျဖြစ်နိုင်ကြီးရှိတာကတရုတ်ကိုဆွေးနွေးရင်ပါလာနိုင်စရာရှိပါတယ်နောက်တစ်ခါကျတော့ဒီအခုဦးမင်းအောင်လိုင်းဒီရုရှားမသွားခင်မှာပဲဒီထိုင်းနိုင်ငံရဲ့ဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးပေါ့နော်စီဟာဆက်ကရုရှားကိုသွားခဲ့တယ်ဗျဒီဩဂတ်စ်လထဲမှာပဲသွားတဲ့အခါမှာနှစ်နိုင်ငံယင်းနှိမ့်မြုပ်နှံမှုကျွန်တော်တို့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးတွေဆွေးနွေးပါတယ်ဆွေးနွေးတဲ့အခါမှာထိုင်းဘက်ကလည်းဒီရုရှားကဒီတဝယ်ဒေသမှာစွမ်းအင်နဲ့အခြေခံအဆောက်အုံတွေလုပ်သူတို့ဘက်ကကျတော့ regional connectivity ပေါ့ဗျာအရင်တည်းကစဉ်းစားချက်ရှိတဲ့ထိုင်းကနေပြီးတော့ကျွန်တော်တို့ဒီလမ်းဖောက်လုပ်ရေးဘာညာတွေသူတို့စဉ်းစားချက်တွေရှိပါတယ်အဲ့တော့ပူပေါင်းဆောင်ရွက်မှုတော့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကဒီသမ္မတပူတင်ပြောတာကကမ်းလွန်ရေနံတက်ငွေတူးဖော်ရေးပူပေါင်းဆောင်ရွက်ဖို့စံနှရှိရလို့ပြောတယ်ဆိုတော့တကယ်တမ်းကျတော့ရုရှားကလည်းရေနံတွေအများကြီးထွက်တာပဲလေနော်တဘာဝတက်ငွေလဲဆိုတော့မြန်မာနိုင်ငံမှာ तू ကအဲ့လိုလာတူးဖော်မယ်ဆိုတဲ့ကိစ္စရောဘလို့အနေထားမျိုးလဲဘလို့မျိုးကျွန်တော်နားလေလို့ရနိုင်မလဲတခုရှိတာတော့ဒါစွမ်းအင်လုံခြုံရေးပေါ့ဗျာနိုင်ငံတိုင်းစူးစမ်းနေတဲ့ဟာရှိပါတယ်အခုချိန်မှာရုရှားကစီပြန်ဝယ်သုံးနေရတယ်ဆိုတော့သတင်းတွေလည်းကြားတာပေါ့နော်အခုဒီယူကရိန်းနဲ့ဖြစ်တဲ့ပဋိပက္ခမှာသူတို့ဘက်ကလည်းဒီလောင်စာစွမ်းအင်အခက်အခဲရှိတာပေါ့ဆိုတော့အဲ့တော့မြန်မာပြည်မှာဒီကမ်းလွန်သဘာဝဓာတ်ငွေတော့မသိဘူးကျွန်တော်တို့ကုန်းတွင်းပိုင်းမှာအချို့ရေနံတူးခွက်တွေခွင့်ပြုမယ်ဆိုတော့သတင်းမျိုးတော့ကြားပါတယ်ရုရှားနဲ့ပတ်သက်ရင်နောက်တစ်ခုကဒီစွမ်းအင်နဲ့ပတ်သက်ပြီးတော့ AGM ပေါ့နော်အဲ့ဒါတွေကိုရုရှားကနေပြီးတော့တင်ပို့ဖို့လားအများကြီးရှိတယ်ပေါ့မြန်မာနိုင်ငံကိုတင်ပို့မယ်ဆိုပြီးဒါသမ္မတပူတင်ကိုယ်တိုင်ပြောတာနော်သူပြောတဲ့အချိန်တည်းမှာအဲ့ဒီကိစ္စကရောဘယ်လိုသဘောမျိုးပြောတာလဲမြန်မာနိုင်ငံကိုရောင်းမှလားသူကဒါမှမဟုတ်မြန်မာနိုင်ငံတစ်ဆင့်နိုင်ငံခြားကိုရောင်းမို့လားအဲ့ဒီဟာဘယ်လိုကုန်သွယ်မှုမျိုးလို့ပြောနိုင်မလဲကျွန်တော်တို့အသေးစိတ်တော့မသိနိုင်ဘူးဒါပေမဲ့ဒီရွေးကောက်ပွဲပြီးလို့အစိုးရဖွဲ့ပြီးခြင်းပေါ့ဗျာမြန်မာစွမ်းအင်ဝန်ကြီးဦးကိုလွင်ကိုရုရှားကိုလွှတ်ပါတယ်လွှတ်ပြီးတော့ကျွန်တော်ထင်တာတော့လောင်စာစွမ်းအင်တည်ငြိမ်ရေးအတွက်ပေါ့ဗျာနော်ဒီလိုဝယ်ဖို့ချမ်းဖို့ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ယူဆပါတယ်အဲ့တော့တခုကရုရှားဘက်ကလည်းစိတ်ဝင်စားနိုင်တာကသူတို့စီကသဘာဝဓာတ်ငွေကိုပိုက်လိုင်းနဲ့ကျွန်တော်တို့စီကိုပို့ဖို့တော့မဖြစ်နိုင်ဘူးဗျကျွန်တော်ထင်တယ်သင်္ဘောကြီးတွေနဲ့သယ်လာပြီးတော့ရောင်းတာမျိုးဖြစ်နိုင်တယ်ပေါ့ဗျာနော်ဆိုတော့အဲ့တော့ gas ကိုရောင်းတာလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခါဒီသဘာဝဓာတ်ငွေကပဲကျွန်တော်တို့ဓာတ်မြေဩဇာထုတ်တယ်ဗျအဲ့တော့အဲ့ဓာတ်မြေဩဇာထုတ်တဲ့လုပ်ငန်းတွေလည်း
ကျွန်တော်တို့ဆက်လုပ်တာတွေဖြစ်နိုင်တယ်လို့ထင်ပါတယ်အဲ့တော့ဒေသတွင်းကိုဘယ်လိုဖြန့်ဖြူးမယ်ဘယ်လိုရောင်းမယ်ဘယ်လို processing ပေါ့ဗျာဒီကြားထဲမှာလုပ်မယ်ဆိုတာတော့အသေးစိတ်တွေကျွန်တော်တို့မသိပါဘူးဟုတ်ကဲ့နောက်တစ်ခုကမြန်မာနိုင်ငံမှာဒီ nuclear ဓာတ်ပေါင်းဖို့ပေါ့နော် nuclear ဓာတ်အပိစက်ရုံတိစောက်ရင်းနဲ့ပတ်သက်ပြီးတော့လဲငကိုသူတို့ MOU ထိုးထားရှိတယ်အဲ့တော့ဒီခရီးစဉ်မှာအဲ့ဒီကိစ္စရောသူတို့ဟိုတကယ်ကိုအစတင်အကောင့်တွေပေါ်ဖို့ဖြစ်လာနိုင်လားဟုတ်ကဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလသိရတဲ့သတင်းတွေရပါတော့မြန်မာပြည်မှာသူတို့ခေါ်တာတော့ modular type reactor ပေါ့ဒီလို modular ဒီလိုဓာတ်ပေါင်းဖို့ဟာမျိုးစောက်လိုက်မယ်စောက်လို့ရှိရင်သူကနှလုံးပေါ့တစ်လုံးကို55မဂါဝတ်55မဂါဝတ်နဲ့130ဟိုမဂါဝတ်ထုတ်နိုင်အောင်လျှက်စစ်ထုတ်နိုင်အောင်လုပ်မယ်ပေါ့ဒီလိုဟာတွေတွေ့ပါတယ်တွေ့တဲ့အခါကျတော့တကယ်စတင်တည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့ဘက်က human resources ပေါ့ကပညာရှင်တွေလူအင်အားတွေလည်းလူတယ်လို့ထင်ပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီရုရှားရဲ့အကူအညီနဲ့ဆောက်ခဲ့တဲ့ Uzbekistan တို့ Tajikistan တို့ဒီနိုင်ငံတွေရဲ့ဟာတွေကိုကျွန်တော်တို့ကြည့်တော့အရင်နှစ်ကတော့မသေးဘူးဗျကျွန်တော်တို့15ဘီလီယံ US ဒေါ်လာပတ်ဝန်းကျင်လောက်ကျသင့်တဲ့သဘောရှိတယ်နော်အဲ့တော့ငွေကြေးရပေါ့နော်မြန်မာကဘယ်လိုပေးမှလဲဘယ်လိုတတ်နိုင်မှလဲဆိုတာဒါကတော့ကျွန်တော်တို့စဉ်းစားစရာရှိတယ်ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့အခုဒီဦးမင်းအောင်လှိုင်ကရုရှားမှာအခုလို MOU ထိုးတယ်အိန္ဒိယခီးစဉ်မှာလည်းထိုးတယ်တရုတ်မှာလည်းထိုးတယ်နော်ဒီထိုင်းခီးစဉ်လည်းထိုးတယ်ဆိုတော့သူ့ဘက်ကအများကြီးကန့်လန့်တာလေဒီယင်းနှိမ့်မြုံနှံမှုတွေလာလုပ်ဖို့အတွက်ဆိုတော့ဒီဥစ္စာဘယ်လောက်ထိဖြစ်နိုင်မလဲဟိုအရင်2010ဦးသိန်းစိန်တက်တုန်းကတော့သူက liberalization ကိုလုံးဝချပေးလိုက်တဲ့အခါကျတော့ဖွင့်ပေးလိုက်တဲ့အခါကျတော့အားလုံးအနောက်နိုင်ငံတွေပါကအစလာကြရလေအခုကဒီအရှိအတဲမှာလည်းကတ်ပြီးသူလှုပ်တဲ့ဟာကဟိုဘယ်လောက်ထိဖြစ်နိုင်ကြီးရှိလဲဒီဦးမင်းအောင်လည်းဖိတ်ကြားချက်ကဟုတ်ကဲ့ဟို2010တုန်းကတော့မြန်မာပြည်ကဟို popular ဖြစ်တယ်ဗျเนาะကျွန်တော်တို့ the last frontier လို့ခေါ်တဲ့ဒါဟာနောက်ဆုံးကြံတဲ့ဟိုကွင်းစိမ်းကြီးပေါ့ဗျာဆိုတော့လာရင်းနှီးမြှုပ်နှံကြမယ်ဆိုပြီးစိတ်တက်ကြွမှုတွေရှိပါတယ်ဆိုတော့အခုအချိန်မှာတော့ဒီလိုအခြေအနေပြန်ရောက်ဖို့တော်တော်ကြိုးပမ်းရမယ်လို့ထင်ပါတယ်ဗျအဲ့တော့အခုနိုင်ငံတကာကိုထွက်တယ်ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်တယ်ကုန်သွယ်မှုမြင့်ဖို့လုပ်တယ်ဒါကျွန်တော်ထင်တာမှန်ကန်တဲ့ဟိုဘာခေါ်မလဲချင်းကပ်မှုလို့တော့ထင်ပါတယ်ဆိုတော့အဲ့တော့စဉ်းစားကြည့်ရင်တရုတ်ကိုသွားတဲ့ခါမှာဒီတရုတ်နဲ့ယင်းနှိမ့်မြုပ်နှံမှုမြင့်တင်ရေးပေါ့ဗျာအဲ့တော့9နှစ်အတွင်းမှာ US ဘီလီယံဒေါ်လာကျွန်တော်တို့900လောက်ထိမှန်းထားတယ်ဗျာဒါတော်တော်ရည်မှန်းချက်ကြီးတယ်လို့ဆိုနိုင်ပါတယ်အဲ့တော့ကုန်သွယ်ရေးမှာလည်းတရုတ်နဲ့မြန်မာကြားမှာဆိုလို့ရှိရင်100 ဘီလီယံ US ဒေါ်လာလောက်ထိမှန်းထားတယ်လာမယ့်9နှစ်မှာပေါ့နော်အဲ့တော့ထိုင်းကိုလည်းလာတယ်ကျွန်တော်တို့12ဘီလီယံ US ဒေါ်လာဒီကုန်သွယ်ရေးကိုမြင့်မယ်လို့ဟိုမှန်းချက်တွေရှိပါတယ်အဲ့တော့အိန္ဒိယမှာလည်းအလားတူပဲရုရှားမှာတော့ကျွန်တော်တို့ဒီကိန်းဂဏန်းပမာဏတော့မသိဘူးပေါ့ဗျာဆိုတော့အဲ့တော့ဒါကကျွန်တော်မြင်တာကဟိုတိုင်းပြည်တစ်ခုစီးပွားရေးပြန်ထူထောင်မှုဟိုချင်းကပ်တာမှန်တယ်လို့တော့ယူဆနိုင်တယ်ဒါပေမဲ့အဲ့လေးပေးတင်တာကကိုယ့်ရဲ့ home front ပေါ့ဗျအိမ်တွင်းမျက်နှာပြင်ကဘယ်လိုရှိမလဲပေါ့နော်အခုလက်ရှိငွေလဲနှုန်းတို့ကျွန်တော်တို့ဟိုစီးပွားရေးရပျော့ပြောင်းမှုပေါ့ဗျာတကားဖွင့်တာတို့ဥပဒေပြင်ဆင်တာတို့ဒါမျိုးတွေလည်းလိုအပ်မယ်လို့ယူဆပါတယ်ဟုတ်ကဲ့အဲ့ဒီမှာဟိုဆိုလိုချင်တာကဒီလိုလေဟိုအိန္ဒိယနဲ့ MOU ထိုးတော့ခုနကဟိုထိုင်းအထိလမ်းကြောင်းပွင့်မယ်နောက်တစ်ခုကကလဒန်မြစ်စီမံကိန်းလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီကလဒန်မြစ်ဆိုရင်ကျွန်တော် AA ကထိန်းချုပ်ထားတာနေပြီတော်တော်များများဟိုပြောချင်တာက तू ကဘလို့ပဲဖိတ်တိုင်းပြည်မှာလုံခြုံရေးရဟိုဖြစ်နိုင်ခြေတော်တော်နည်းတဲ့အခြေအနေမှာဘလို့စဉ်းစားချက်မျိုးနဲ့ तू အဲ့လိုဖိတ်ခေါ်လဲပေါ့နော်ဟိုတိုင်းပြည်မှာဟိုစစ်ဆွေးနွေးလို့ဟိုအပြစ်ခက်ရစဲလေးတွေအဆင်ပြေအောင်မြင်သွားလို့ဆိုရင်တော့တမျိုးပေါ့လုံခြုံရေးရစိတ်မချတဲ့အနေအထားမှာဟိုဘာကြောင့် तू အဲ့လိုမျိုးဖိတ်ခေါ်တယ်တစ်ဖက်ကကောအဲ့ဒါကြီးထဲ့မတွက်နိုင်ဘူးလားဆိုတော့အဲ့ဒါပေါ့အောင်မြင်နိုင်ခြေဘယ်လောက်ရှိနိုင်လဲပေါ့ဟုတ်ပါတယ်နိုင်ငံတကာဘက်ကတော့ဟိုခုနပြောတဲ့စီးပွားရေးရလောက်တာကင်တာအခြေအနေလည်းတွက်မှာပါနောက်တစ်ခါကျတော့လုံခြုံရေးကိုလည်းတွက်ပါလိမ့်မယ်နော်အဲ့တော့ဒီကျွန်တော်တို့ရက်တရာမိတ်ကုန်းမှာဦးမင်းအောင်လိုက်ပြောတာတော့သတိထားမိတယ်ပေါ့ဗျာ2နှစ်လောက်အချိန်ယူပြီးတော့ပြင်ဆင်ရေးလုပ်မယ်ကျန်တဲ့3နှစ်မှာတိဆောက်ရေးလုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ထင်တဲ့ဟိုအလျင်မြန်နဲ့တော့ဒီတည်ငြိမ်မှုကတော့ရဖို့ခက်နိုင်သေးတယ်ဒါပေမဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကျွန်တော်တို့ဘယ်လိုအားထည့်မလဲပေါ့ဗျာဆိုတော့ဒီလိုစဉ်းစားချက်တွေလည်းရှိနိုင်ပါတယ်နောက်တစ်ခါကျတော့ခုန
အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ပတ်သက်လို့ဟိုတစ်ဖက်ကလည်းသူတို့စီးပွားရေးအကျိုးစီးပွားရှိသလိုသူတို့ဘက်ကလည်းတည်ငြိမ်ရေးကိုဝိုင်းကူနိုင်တဲ့အနေအထားလည်းရှိတယ်လို့ထင်ပါတယ် ဟုတ်ကဲ့ကိုအောင်သူကြီးကျေးဇူးတင်ပါတယ်အခုဦးမဲအောင်လိုင်းရုရှားခီးစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဖက်ဖက်အခြေအနေအလုံးစုံအခုလိုသုံးသက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ ဟုတ်ကဲ့ဟိုကျွန်တော်တို့လည်းဒါကစိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်လို့စောင့်ကြည့်နေတာပါဗျာနော်ဟိုကျေးဇူးတင်ပါတယ်